တော့ပစွန်သူ့ဟာသူလဲစားကောင်းတယ်အချင်းနဲ့စားလဲစားကောင်းတယ်ရေးစားလေးခွာပေးထားတော့ပို့စားကောင်းတယ်အားလုံးပဲဒီအချင်းဆိုင်လေးမှာစားဘူးကြလားအကင်ဆိုင်မဟုတ်ဘဲနဲ့အချင်းဆိုင်လုံးဘာလို့ပြောလဲဆိုတော့ဒီဆန်းအချင်းဆောက်ရန်ကောင်းလို့ကြိုက်လောက်စားကြားလောက်ရှင်းကြမလို့တယောက်ကို2000ခွဲပဲပေးရမယ်ဘူဖေးဆိုင်ရွက်တည်တဲ့ဆိုရင်အာလူပဲပြဆက်လက်ကိုက်လန်အမိုးယုံတွေတီခရမ်းတီကြားတဲ့ဘေကွန်ဟော့တော့ဝါတုံနေလည်းရှိရယ်မှုတို့ပဲပြတို့က2မျိုး3မျိုးစီလောက်ရှိရယ်ဒီငရုတ်ပွားကြီးကကင်စားရင်မိုက်တယ်မှုရည်သူဟော့ပေါ့အရေးတော့မရဘူးအကင်တီးတယ်မယ်စက်သားဝက်သားအမဲသားငါမောက်တူကမြန်မာလိုကြတော့ဟောပေါ့အမဲပစိုးချမ်းပေါ့ခရုချက်မဲအမဲလုံးအဲ့ဒါကြီးလည်းရတယ်အရသာအချုံနဲ့12မျိုးရှိတယ်အစွန်ကတော့နည်းနည်းသေးတယ်ဒီဆန်ခယူကကင်ပြီးတော့သူ့ရဲ့ main character အချင်းနဲ့တို့ဆိုင်ဆောက်ရမ်းမိုက်တယ်အချင်းကောင်းပြီးသားဆိုတော့ဘယ်ဟာဘလို့ကင်စားမိုက်နေတာထူးကြရဆိုရင်ဒီဆန်အမဲသားအဆက်နှက်ကမိုက်တယ်အထုံရတာလေးရောပါတယ်မာလာရှန်ကိုစားနေရလိုမျိုးပဲမာလာရှန်ကိုကြိုက်တဲ့လူဆိုရင်ကြိုက်လိမ့်မယ်အထုံမစားနိုင်ဘူးဆိုရင်လည်းအချိုရှိရယ်ဒီဆိုင်ရောက်ရင်တော့အဲ့ဒီအမဲသားအဆက်နဲ့ခယူနဲ့ကိုများစားခဲ့ကျန်တဲ့အသားတွေကတော့အရသာပုံမှန်ပဲအကင်တွေအားလုံးကိုအချင်းနဲ့ပဲကဲပြီးလှုပ်သွားတာပြင်ဦးလွင်ရဲ့ဝဲသားလေးမှာဒီလိုအကင်ပူလေးကိုအချင်းကောင်းလေးနဲ့တို့ပြီးဆွဲရ nice ဒီကက်တွေကတော့အချင်းတွေအကင်တွေထက်ကျွန်တော်လက်ကလေးကချစ်ချာကောင်းပြီးဖွေးနေလို့ထည့်ထားဖြစ်ပါတယ်ဘဲမာလာဆိုင်လို့ပဲပြားနှုတ်လေးကလည်းကင်စားရင်ကောင်းတယ်ဝက်နံရိုးကတော့စားကောင်းပေမဲ့ခင်ရကကြာတယ်ဒါတွေကတော့ပစွန်သူ့ဟာသူလဲစားကောင်းတယ်အချင်းနဲ့စားလဲစားကောင်းတယ်ရေးစားလေးခွာပေးထားတော့ပို့စားကောင်းတယ်ဒီသားမရှိရင်တော့ကိုယ့်ဘောက်ကိုခွာစားပေါ့ကွာဒီဆိုင်လေးကတော့ပြင်ဦးလွင်12လမ်းမှာရှိတဲ့12လမ်းကင်ဆိုင်မှာမန်လေးလာရှိုးလမ်းကနေလည်းဝင်လို့ရတယ်ချယ်ရီလမ်းကနေလည်းဝင်လို့ရတယ်အချိုပွဲကတော့ဒါပဲကျွေးရငါပြောသင်းနှလုံးအိတ်ထဲကောက်ထည့်ပြီးတော့ပြန်ခဲ့တယ်ဒါပဲတော့ခွတ်